အမနောက်တစ်ခုထပ်ပြောချင်တာကြတော့ဘာသာစကားနော်ဒီနိုင်ငံမှာကဘာသာစကားကအဓိကနှစ်ခုတည်းတစ်ခုတော့တက်ရမယ်အင်္ဂလိပ်စကားပဲဖြစ်ဖြစ်အာရဗီစကားပဲဖြစ်ဖြစ်နော်နှစ်နှစ်နေတဲ့အတော်အတွင်းမှာဘာသာစကားကိုလေ့လာဖို့လည်းတအားအရေးကြီးတယ်အဲ့လိုလေ့လာတဲ့အခါမှာလည်းကိုကမမှတ်နိုင်ဘူးမမှတ်မိနိုင်ဘူးဆိုဘာလုပ်အောင်လဲချရေးရမယ်စာအုပ်ထဲမှာချရေးနော်စာအုပ်ထဲမှာချရေးပြီးညဘက်အကုန်လုံးအလုပ်တွေပြီးသွားပြီဆိုရင်အနည်းဆုံးနိုင်ဝက်လောက်တော့ပြန်ကြည့်လို့ရတယ်နော်ဘာသာစကားကိုလေ့လာအဲ့လိုမျိုးဘာသာစကားတစ်ခုခုကိုကိုကတက်သွားပြီဆိုရင်နှစ်နှစ်ပြည့်သွားပြီကိုအလုပ်ဆက်လုပ်ချင်နေဆိုရင်လည်းဘာရမလဲကိုအတွက်အခွင့်အရေးပါရမယ်လာစားတူမယ်နော်ကိုကဘာသာစကားကောင်းကောင်းတက်နေတယ်ဟင်းကောင်းကောင်းသူတို့ရဲ့အာရဗီစာအကောင်းကောင်းချက်တက်နေတယ်ဆိုရင်လာစားကိုကလာစားကိုယူလို့လည်းရတယ်အေရှင်ကိုလည်းယူလို့ရတယ်အဲ့တော့အဓိကပြောချင်တာကဘာလဲဆိုတော့အာရဗီစကားတက်ရင်မတက်အင်္ဂလိပ်စကားတက်နော်ဘာသာစကားတစ်ခုတော့တက်အောင်လို့အခုအားအနေနဲ့အခုအခြေရနေတယ်ဆိုရင်အင်္ဂလိပ်စာအုပ်ပါတယ်မလားနော်အဲ့စာအုပ်တွေကိုပြန်ဖတ်နော်အဲ့စာအုပ်ထဲနေ့စဉ်သုံးဘာတွေသုံးတက်လဲနော်မိဖို့ကြောင့်သုံးပြီးအစားအစာတွေနော်မိဖို့ကြောင့်သုံးပစ္စည်းတွေနော်ပြီးတော့နေ့စဉ်ချက်ပြုတ်တဲ့ဟာတွေနော်ချက်တုံးလို့ဘာလို့အဲ့လိုမျိုးအဟာတွေကိုလည်းဒီချာလေးလာမှတ်ထားနော်ပြီးတော့ Asian အိမ်ရောက်တော့တဲ့အခါမှာလည်း Asian ကဘာသာစကားတင်ရမယ်လို့ပြောတဲ့အခါမှာလန့်မသွားနဲ့စိတ်ပြတ်မသွားနဲ့အနည်းဆုံးတော့တစ်ခုခုတော့တက်အောင်တင်သွားမှာပဲနော်လစာမဟုတ်ဖဲနဲ့ကိုယ့်အတွက်အကျိုးရှိမဲ့အရာနော်ကိုယ့်အတွက်ပြန်ရမယ့်အရာဥပမာဆိုအာရဗီစကားတော့ထားတော့အာရပ်နိုင်ငံတွေတော့မှတင်ရတယ်ဆိုပေမဲ့အင်္ဂလိပ်စကားတက်ထားရင်ဘယ်နိုင်ငံတော့အဆင်ပြေတယ်အဲ့တော့ဘာသာစကားကိုလည်းလေ့လာပါနော်ကြိုးစားပါသင်ယူပါ